ဇလန်အစမလေးကဝူဒီကိုတတိထားဖို့တတိပေးခဲ့ပြီးသူဟာစောင်းမင်းဆိုတာကိုသူမသိနေပြီးသားဖြစ်ကြောင်းဝန်ခံခဲ့ပါတယ်ဒါတင်မကပဲရန်ရှင်းကလည်းအမှန်တရားကိုသိနေပြီးဖြစ်လို့ဝူဒီအနေနဲ့ပိုပြီးတတိကြီးကြီးထားဖို့ပြောခဲ့ပါတယ်စက်ယုံဟောင်းတို့ရောက်ရှိခြင်းနောက်ပိုင်းမှာတော့ဝူဒီဟာရန်ရှင်းချင်းဆိုထားတဲ့လိပ်စာအတိုင်းရောက်သွားခဲ့ပါတယ်ဒါပေမဲ့သူဟာလက်ပလာနဲ့ပဲရောက်လာခဲ့တာပါအန်နီရဲ့နဲ့ရင်ဆိုင်ရခြင်းဝူဒီရဲ့တကယ်လက္ခဏာကိုအတည်ပြုနိုင်ခဲ့လို့ဝမ်းသာနေတဲ့ရန်ရှင်းဟာရှင်ယူကိုဖျက်ဆီးပစ်မယ်လို့ချိန်ချောက်ခဲ့ပြီးသူ့လူတွေတိုက်ခိုက်နေစဉ်အတွင်းငြိမ်ငြိမ်ရက်နေဖို့ဝူဒီကိုအမိန့်ပေးခဲ့ပါတယ်ဝူဒီဟာအစပိုင်းမှာတော့ဘာမှပြန်မလုပ်ဘဲအရိုက်နှက်တွေကိုအောက်အီးပြီးခံခဲ့ပေမဲ့ခဏအကြာမှာတော့ပြန်လဲခုခံတိုက်ခိုက်ပါတော့တယ်ပြန်လဲတိုက်ခိုက်ခြင်းဝူဒီကသူ့ရဲ့ကျူးကျော်တဲ့တိုက်ခိုက်ရေးစွမ်းရည်တွေကိုအသုံးပြုပြီးရန်ရှင်းရဲ့လူတွေကိုအပြတ်သက်နှိမ်နင်းလိုက်တာကြောင့်သူတို့အားလုံးနောက်ဆုတ်ပြေးခဲ့ရပါတယ်ဆေးရုံတို့ပို့ဆောင်ခြင်းတိုက်ပွဲပြီးမှာတော့မလေးကဝူဒီကိုလာရောက်ကြည့်ရှုခဲ့ပါတယ်။ဒဏ်ရာပြင်းထန်ရထားတဲ့ဝူဒီကမလေးအနေနဲ့သူ့ကိုဖမ်းဆီးပြီးစုချင်းငွေထုတ်လိုက်မယ်လို့စိုးရိမ်ခဲ့ပေမဲ့မလေးကတော့သူ့ကိုကူညီဖို့ပဲရွေးချယ်ခဲ့ပြီးစေကူတာမှုခံယူနိုင်အောင်ဆေးရုံကိုပို့ဆောင်ပေးခဲ့ပါတယ်။ရှင်ယူရဲ့စိုးရိမ်ပူပန်မှုဆေးရုံမှာတော့ရှင်ယူကတော့ကရောက်ပြီးဝူဒီရှိမဲ့အခန်းကိုပြပြတလဲရှာဖွေနေခဲ့ပါတယ်။ဝူဒီကိုတွေးလိုက်ရတဲ့အချိန်မှာတော့သူမဟာငိုယိုပြီးတောင်းပန်ခဲ့တယ်လို့သူ့ကိုဆုံးရှုံးရမှာအရန်ကြောက်လန့်ပြီးအပြစ်မကင်းတယ်လို့ခံစားရကြောင်းပြောခဲ့ပါတယ်ချုံမြင်သောအခိုက်အတန့်ဝူဒီကအိပ်ပျော်နေတယ်လို့ထင်ရပေမဲ့သူမပြောသမျှစကားတွေကိုအကုန်ကြားနေခဲ့တာပါရှင်ယူရဲ့စိုးရိမ်ပေးမှုကိုသဘောကျပြီးကြီးနူးသွားတဲ့အတွက်ဝူဒီကပြုံးပြလိုက်ပါတယ်ရှင်ယူကတော့ရှက်ကိုရှက်ကန်းနဲ့ဝူဒီကသူမကိုစားနောက်နေတယ်လို့ထင်ခဲ့ပေမဲ့စိတ်ထဲမှာတော့ဝူဒီဘေးကင်းကင်းနဲ့သူမအနာကိုပြန်ရောက်လာလို့စိတ်သက်သာရသွားခဲ့ပါတယ်ရန်ရှင်းအဖမ်းခံရခြင်းတစ်ဖက်မှာလည်းဒဏ်ရာတွေကြောင့်ဆေးရုံတက်နေရပြီးမလှုပ်ရှားနိုင်တဲ့ရန်ရှင်းစီကိုအာနာပိုင်တွေရောက်ရှိလာပြီးရှင်ယူတိုင်ချက်ဖွင့်ထားတဲ့အစီရင်ခံစာအရသူ့ကိုဖမ်းဆီးလိုက်ပါတော့တယ်မတင်ကားစရာအချက်လက်များရက်အနေငယ်ကြလို့ဝူဒီအလုပ်ပြန်ဝင်တဲ့အခါမှာတော့သူစောင့်မျှော်နေတဲ့အချက်လက်တွေကိုရရှိခဲ့ပါတယ်။အစောပိုင်းကသူမာလူကိုစုံစမ်းခိုင်းထားတဲ့ data တွေကိုပြန်လည်စစ်ဆေးရင်းဒီကိစ္စတွေရဲ့နောက်ွယ်မှာသူထင်ထားတာထက်ပိုမိုနက်နဲတဲ့လှုပ်ဝက်ချက်တွေရှိနေတာကိုရိပ်မိပြီးဝူဒီစိတ်မသက်မသာဖြစ်လာခဲ့ပါတယ်။နောက်ွယ်မှာကျိုးကင်သူရရှိလာတဲ့တဲလုံစားတွေအတိုင်းဝူဒီကရှင်ယူကိုတိုက်ခိုက်မှုတွေလုပ်ဖို့နောက်ွယ်ကကျိုးကင်သူရှိနေနိုင်မဲ့ဟိုတယ်တစ်ခုစီကိုတွားရောက်ခဲ့ပါတယ်။အမှန်တရားကိုသိရှိသွားခြင်းတစ်ချိန်တည်းမှာပဲလုံခြုံရေးကိတ်မှာရှင်ယူကဝူဒီကိုလိုက်ရှာရင်းဝူဒီဖွင့်ထားခဲ့တဲ့ laptop က data တွေကိုတွေ့သွားပါတယ်။မာလူကရှင်ယူရဲ့ကုမ္ပဏီကိုပြစ်မှတ်ထားနေတာရန်ရှင်းတယောက်တည်းမဟုတ်ကြောင်းရန်ရှင်းဟာတကယ်နောက်ွယ်ကကျိုးကင်သူရဲ့အတုံးချခံနေရုပ်တစ်ခုသာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ဇလန်အဆုံးဟိုတယ်ကိုရောက်ရှိနေတဲ့ဝူဒီကတော့တတိကြီးကြီးနဲ့ပဲစောင့်ကြည့်နေပါတော့တယ်။